ငရွယ်နုပြိုသောတောက်ပေါက်မှုကိုဖော်ထုတ်ပေးသည့်တော်လန်သောထုတ်ကုန်တစ်ခုဖြစ်သည့် Elastic Glabin Booster ကိုမိတ်ဆက်ရခြင်းအတွက်ကျွန်ုပ်တို့ဝမ်းမြောက်မိပါသည် Polynucleotide Hyaluronic Acid နှင့်အခြားသောအစွမ်းထက်သောပါဝင်ပစ္စည်းများဖြင့်ကျွယ်ဝသောဤအဆင့်မြင့်ဖော်မြူလာသည်အရေးပြားပြန်လည်နုပြိုခြင်းအတွက်ခေတ်သစ်တစ်ခုကိုအမှတ်အသားပြုပါသည်တူနိုင်မရှင်နိုင်သောအိုမင်းရရော်မှုကိုဆန့်ကျင်သည့်အကျိုးကျေးဇူးများကိုခံစားပြီးတင့်သားရည်၏တက်ကြွမှုကိုပြန်လည်ရှာဖွေပါ Polynucleotides များသည်ယင်းတို့၏မော်လီကျူးလေးချိန်မြင့်မားသောကြောင့်လူသိများသောဆယ်မွန်မှအဓိကအရင်းအမြစ်ဖြစ်သောအားကောင်းသည့်ကွင်းဆက်ရှည်ဒနာအပိုင်းအစများဖြစ်သည်ယင်းတို့သည်ဖွဲ့စည်းပုံဆိုင်ရာပံ့ပိုးမှုဆဲများကြီးထွားမှုအခြေအနေများကိုမြင့်တင်ပေးပြီး fibroblast များကိုလှုံ့ဆော်ပေးသည်ယင်းသည်တိတာထင်ရှားသောအရေးပြားပြန်လည်တည်ဆောက်မှု angiogenesis ကောလာဂျင်ပေါင်းစပ်မှုကိုမြင့်တင်ပေးပြီးအသားရည်ကိုပိုမိုချောမွေ့စေပြီးငယ်ရွယ်သောအသွင်အပြင်ကိုရရှိစေပါသည်Polynucleotides သည်လေးနက်သောအကျိုးကျေးဇူးများကိုပေးစွမ်းနိုင်သောကျယ်ပွင့်ပါဝင်ပစ္စည်းဖြစ်သည်ယင်းတို့သည်အရေးပြားပြန်လည်နုပြိုခြင်းတွင်ထူးချွန်ပြီးအမာရွတ်များနှင့်လိုင်းကောင်းများကိုတိတိတသာလျှော့ချပေးသည်ထို့အပြင်ယင်းတို့၏ထူးခြားသောဂုဏ်သတ္တိများသည်မန်လန်နှင့်လျှော့ချရန်ရောင်ရမ်းခြင်းများကိုဖြည့်ရှင်းပေးပြီးကြည်ကြဲပြန့်ပြန့်အရေးပြားတိုးတက်မှုအတွက်ပိုမိုညီညာသောအသားအရည်ကိုမြင့်တင်ပေးပါသည်Hyaluronic acid သည်ယင်း၏ထူးခြားသောရေဓာတ်ပေးစွမ်းနိုင်မှုကြောင့်ကြော်ကြားသည်အရေးပြား၏သဘာဝအတားအဆီးလှုပ်ဆောင်ချက်ကိုအားကောင်းစေပြီးအရေးပြား၏elasticityနှင့် texture ကိုတိတိတသာတိုးတက်စေသည်ဤမရှိမဖြစ်လိုအပ်သောအစိတ်ပိုင်းသည်အရေးပြားပြုပြင်ခြင်းနှင့်အသစ်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းစဉ်များကိုမြင့်တင်ပေးသည့်အပြင်အကောင်းဆုံးသောအရေးပြားကျန်းမာရေးကိုထိန်းသိမ်းရန်အတွက်ဘေးကင်းပြီးထိရောက်မှုမြင့်မားသောပါဝင်ပစ္စည်းတစ်ခုဖြစ်လာသည်Polynucleotides နှင့် hyaluronic acid ပေါင်းစပ်မှုသည်အားကောင်းသောပေါင်းစပ်မှုကိုဖန်တီးပေးသည်ဤပေါင်းစပ်မှုသည်အရေးပြားအတားအဆီးပြန်လည်ကောင်းမွန်မှုကိုတိတိတသာအရှိန်မြင့်ပေးပြီးရေဓာတ်ကိုမြင့်တင်ပေးပြီးပြင်းထန်သောရောင်ရမ်းမှုဆန့်ကျင်တုံ့ပြန်မှုကိုပေးပါသည်ဆေးဘက်ဆိုင်ရာအချက်လက်များသည် transepidermal ရေဆုံးရှုံးမှုနှင့်ရောင်ရမ်းမှုအမှတ်အသားများကိုလျှော့ချပေးကာတာလွန်ကောင်းမွန်သောအနာကျက်မှုနှင့်ပြန်လည်ရှင်သန်မှုကိုဖြစ်ပေါ်စေသည်ဒီနှုတ်စဉ်သည်အစွမ်းထက်သောအရေးအကြောင်းများကိုစစ်တီတော်အဖြစ်လှုပ်ဆောင်ပြီးတိတိတသာအသားရည်ပြန်လည်နုပြိုစေခြင်းရောင်ရမ်းခြင်းကိုဆန့်ကျင်ခြင်းနှင့်အနာကျက်ခြင်းဆိုင်ရာအကျိုးသက်ရောက်မှုများကိုပေးဆောင်သည်ကောလာဂျင်ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးပြီးရောင်ရမ်းမှုကိုလျင်မြန်စွာလျှော့ချပေးပြီးအရေးပြား၏သဘာဝအတိုင်းပြန်လည်ပြုပြင်မှုယန္တရားများကိုအရှိန်မြင့်ပေးသည့်ဒီနှုတ်စဉ်သည်အရေးပြားကိုကြည်ကြဲပြန့်ပြန့်တိုးတက်လာစေရန်အတွက်ပိုမိုမြန်ဆန်ပြီးအစွမ်းထက်သောလှုပ်ဆောင်မှုကိုပေးပါသည်ဗီတာမင်မဆဲနှစ်ပုံစံဖြစ်သောဆင်နကဘလမင်သည်ဆဲများပြန်လည်ရှင်သန်ခြင်းနှင့်အနာကျက်ခြင်းအတွက်အရေးကြီးပါသည်ဆဲများပေါက်ပွားမှုကိုမြင့်တင်ပေးပြီးအရေးပြားပြန်လည်ပြုပြင်မှုကိုအားကောင်းစေပြီးချုံးမွေကျန်းမာသောအသားရည်ကိုရရှိစေပါသည်ဤပါဝင်ပစ္စည်းသည်ရေဓာတ်ကိုမြင့်တင်ပေးပြီးအရေးပြားအတားအဆီးကိုအားကောင်းစေကာရောင်ရမ်းမှုကိုလျှော့ချပေးပြီးအဆီထုတ်လုပ်မှုကိုထိန်းညှိပေးခြင်းဖြင့်ဝက်ချံများကိုထိန်းညှိပေးသည်မန်နတိုသည်ထူးထူးခြားခြားပါဝင်ပစ္စည်းဖြစ်ပြီးရေဓာတ်ကိုနှဆိုင်စွာဖြည့်တင်းပေးပြီးအစွမ်းထက်သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများကိုကာကွယ်ပေးပါသည်ယင်းသည်အရေးပြားကိုသဘာဝအတိုင်းခံနိုင်ရရှိအောင်မြင့်တင်ပေးပြီးပတ်ဝန်းကျင်ဖိအားများနှင့်ပျက်စီးမှုများမှတက်ကြွစွာကာကွယ်ပေးသည်ယင်းသည်တင့်အသားရည်ကိုတင်းရင်းစေပြီးနုပြိုနေစေကာဤအကာအကွယ်စွမ်းရည်ကိုအားကောင်းစေသည်ကျွန်ုပ်တို့၏ Skin Booster သည်အကျိုးကျေးဇူးများစွာကိုပေးဆောင်သည်နုပြိုတောက်ပေါက်မှုကိုပြန်လည်ရရှိစေပြီးအရေးအကြောင်းများကိုတိတိတသာလျော့နည်းစေပြီးနှဆိုင်သောရေဓာတ်ကိုပေးစွမ်းသည်ထို့အပြင်တင့်ရည်ပြားသည်ခံနိုင်ရရှိတက်ကြပြီးကျန်းမာတန်ဆွမ်းကြောင်းအာမခံချက်ပေးစွမ်းပြီးပတ်ဝန်းကျင်ပျက်စီးမှုမှကာကွယ်မှုကိုမြင့်တင်ပေးပါသည်Elastic Glabin Booster သည်ကျေပြန့်သောအရေးပြားဆိုင်ရာပြဿနာများကိုဖြေရှင်းပေးသည်ပြီးပြည့်စုံသောအရေးပြားပြန်လည်နုပြိုခြင်းအရေးပြားတစ်ခုလုံးကိုအသွင်ပြင်ကိုပိုမိုကောင်းမွန်လာစေရန်နှင့်လိုင်းကောင်းခြင်းများကိုလျှော့ချပေးရန်အတွက်စံပြဖြစ်ပါသည်ယင်းသည်အမာရွတ်များကိုထိရောက်စွာကုသပေးကာခြောက်သွေ့သောအသားရည်ခြေနေများကိုတက်တာစေကာမွဲချောက်နေသောအသားရည်ကိုကြည်လင်တောက်ပသောအသားရည်ကိုပြန်လည်ရရှိစေပါသည်
အသစ်ပြန်လည်ထုတ်လုပ်ခြင်းဤစင်ကဲဖြစ်စဉ်ကိုစားပြုသည့် New Elastic Carbon Booster ကိုမိတ်ဆက်ခြင်းဤစမ်းသစ်တီထွင်ထားသောထုတ်ကုန်သည်ကျွမ်းကျင်ပညာရှင်များနှင့်ဝါသနာရှင်များအတွက်ပြိုင်ဘက်ကင်းသောရလဒ်များကိုပေးစွမ်းနိုင်သောအဆင့်မြင့်အသားရည်ထိန်းသိမ်းမှုဆိုင်ရာကျွန်ုပ်တို့၏ကတိကဝတ်ကိုဖော်ညွှန်းပါသည် Elastic Carbon ဖြင့်မျိုးဆက်သစ်အသားရည်နုပြိုမှုကိုခန်းစားလိုက်ပါ